မင်္ဂလာပါဦးဇင်းတို့လူတွေရဲ့ဖြစ်တည်မှုရဲ့စိတ်ခံစားမှုတွေရတယ်တရားနဲ့တရားနဲ့မတူကြဘူးเนาะတန်မိုးထားတာအဲ့လိုမတူတဲ့အတွက်ကြောင့်တန်မိုးထားတာချင်းလည်းမတူနိုင်ဘူးပေါ့เนาะမရှိတာထက်မသိတာခက်ဆိုတာလေမရှိဘူးဆိုတော့ဆင်းရဲတာပေါ့ဗျာเนาะအဲ့တော့ဆင်းရဲတာထက်မသိတာခက်ဆိုမသိတယ်ဆိုတာကပညာမရှိဘူးပေါ့အဲ့တော့ဆင်းရဲတာထက်ပညာမရှိတာကပိုခက်တယ်နော်ဒီစကားလေးကလူတိုင်းကြားဘူးပဲမဲ့စဉ်းစားတွေးခေါ်မှုမှာကျတော့နက်နက်ရှိုင်းရှိုင်းတွေခေါ်တာနော်အဲ့တော့လူတွေကအလွယ်ပဲပြောလိုက်ကြတာပေါ့တွေးခေါ်ဖို့ဆိုတာကလည်းပဲတွေးခေါ်နိုင်လောက်တဲ့ဉာဏ်ရည်ဉာဏ်သွေးနဲ့ဘ ഹു တုဒအခြေခံတွေကလည်းရှေ့မှာရှိရခဲ့အောင်မှဖြစ်မှာပေါ့နော်အဲ့တော့ဒါကထားလိုက်တော့ပေါ့နော်အဲ့တော့လူတွေကအဲ့ဒီအတွေးခေါ်တွေအဲ့ဒီဘ ഹു တုဒတွေမတူတဲ့အတွက်ကြောင့်ပဲခံယူချက်တွေကလည်းတရားနဲ့တရားနဲ့ကွဲကုန်ကြတာနော်အဲ့တော့ကွဲကုန်တဲ့အတွက် level တွေလည်းကွဲတယ် level ကွဲတယ်လို့အုပ်စုလည်းကွဲတယ်ပေါ့နော်အုပ်စုလည်းကွဲတယ်ကိုယ်အုပ်စုမှာတော့ကိုယ်ကဘိုးဖြစ်ခြင်းဖြစ်နေမှာဒါပေမဲ့ကိုယ်အုပ်စုကပညာမဲ့တဲ့အုပ်စုဖြစ်နေဒါမျိုးတွေလည်းရှိတယ်လေအဲ့တော့အကြောင်းသူကဒါပညာမဲ့တဲ့အုပ်စုဒါပညာရှိတဲ့အုပ်စုပညာမဲ့တဲ့လူတွေမှာလည်းလူချမ်းသာတွေရှိပါတယ်ပညာရှိတဲ့ဘက်မှာလည်းလူချမ်းသာတွေရှိတယ်အဲ့တော့ကိုကပညာရှိတဲ့အုပ်စုတွေမှာလူချမ်းသာဖြစ်အောင်ကြိုးစားစေခြင်းနဲ့ပညာမဲ့တဲ့အုပ်စုတွေမှာလူချမ်းသာဖြစ်တာကတော့ပညာမဲ့ပြီးလက်စားနဲ့တော့လူချမ်းသာဖြစ်ခြင်းလည်းဖြစ်ကိုသားသမီးတွေလက်ထက်ကြရင်တော့ပညာမဲ့လူချမ်းသာမဖြစ်စေနဲ့အဲ့ဒါပြောခြင်းနော်ကိုကလူချမ်းသာဖြစ်ပြီးပညာမဲ့လူချမ်းသာဖြစ်ပေမဲ့ကိုသားသမီးတွေကလေးကြလို့ရှိရင်ပညာရှိလူချမ်းသာဖြစ်အောင်လုပ်ပေးတဲ့အတွေးခေါ်အမှားတွေလက်စင်မကမ်းပတ်စံရှိရင်ဘာမှမဆိုလုပ်လို့ရတယ်ဆိုတာမျိုးပတ်စံမရှိရင်ဆွေမျိုးတော့မတော်ခြင်းဆိုတာတွေကပညာမဲ့အုပ်စုမှာအဲ့ဒီအတွေးခေါ်တွေအကုန်မှန်တယ်အဲ့ဒီဖြစ်စဉ်တွေအားလုံးမှန်နေတယ်နော်အနေခံရတဲ့ဘဝတွေဘာတွေညာတွေပတ်စံရှိရင်ဘာမှမဆိုလုပ်ရတယ်ဆိုတဲ့ဟာတွေကအဲ့ဒီအုပ်စုထဲမှာမှန်တယ်ဒါပေမဲ့ဒီဘက်ပညာတတ်အုပ်စုထဲမှာじゃမမှန်ဘူးအဲ့တော့အကြောင်းအရာတွေပညာရှင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေစကားဝိုင်းမှာဆွေးနွေးပြီဆိုလို့ရှိရင်ကိုကပတ်စံရှိုံတစ်ခုတည်းနဲ့အဲ့ဒီစကားဝိုင်းမှာဆွေးနွေးလို့မရဘူးပြောချင်တာကနေရာတကာပတ်စံကြီးနေပဲတော့ပြောလို့မရဘူးအဲ့တော့အတွေးအခေါ်မှားတွေကိုလူငယ်တွေကိုလက်စင်မကမ်းနဲ့ကိုကအဲ့ဒီစိတ်တန်ရာနဲ့အဲ့ဒီလိုမျိုးကြိုးစားခဲ့တာမှန်တယ်လက်ခံတယ်